Jun Munyat Denri Bong Sunyabi Adinne No Lunyeri Kitang Dona Yedwe Chi Temele Dai Di Lola Do 2023-2024 ပညာသင်တဲ့အတွက်ရွေးချယ်ခံရတဲ့နေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်내ဒေသတို့မှာလူရေးကျုံကျောင်းသားကျောင်းသူများဟာဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ရှိတမတော်စစ်သမိုင်းပြတိုင်းနဲ့အမျိုးသားပြတိုင်းတို့ကိုတွားရောက်ပေးလာကြပါတယ်။ကျေးဇူးစွာလူရေးကျုံကျောင်းသားကျောင်းသူများဟာတမတော်စစ်သမိုင်းပြတိုင်းကိုရောက်ရှိကြရာပြတိုင်းတာဝန်ရှိသူကပြတိုင်းသမိုင်းဖွင့်လင်းရခြင်းရည်ရွယ်ချက်နဲ့ပြတိုင်းတွင်ကဏ္ဍအလိုက်ပြကန်းပြကွက်များပြသထားမှုကိုရှင်းလင်းပြောကြားပါတယ်။အဲ့ဒီနောက်လူရေးကျွန်းကျောင်းသားကျောင်းသူများဟာစစ်သမိုင်းပြတိုင်းနဲ့တမတော်မော်ကွန်းတိုက်မှုယုံပြကန်းစစ်အင်ဂျင်နီယာညွှန်ကြားမှုယုံပြကန်းထောက်ကနဲ့ပိုးဆောင်ရေးညွှန်ကြားမှုယုံပြကန်းစစ်လက်နက်ပစ္စည်းညွှန်ကြားမှုယုံပြကန်းလျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာညွှန်ကြားမှုယုံပြကန်းနဲ့တမတော်ကြီးရီပြင်ပြောက်ပြကွက်များကိုစိတ်ဝင်စားစွာလေ့လာကြည့်ရှုကြပြီးသိရှိလိုတာများကိုပြကန်းတောင်းရှိသူများထံမေးမြန်းကြပါရစေ။စကိုင်းခရိုင်စကိုင်းမြို့နယ်အထက်ကတိစကိုင်းခရိုင်တိုင်းမှာမထရွှေရောင်ဖြစ်ပါရဲ့ရှင်။ရေကျုံဖြစ်အောင်လို့အတွက်အရင်ဆုံးတော့ကိုကာရနဲ့ပတ်သက်ပြီးတော့မနက်တိုင်းထပြီးတော့လေ့ကျင့်ရတယ်။စာရီပေါ်နှစ်ပြန်သုံးပြန်လေ့ကျင့်ရတင်ချာလေးဆိုအခောက်ခါတက်ပြီးတော့တော်တော်များများလေ့ကျင့်ခဲ့ရပါရဲ့ရှင်။ရိတ်စာ essay စာရေးတာကောင်းလို့ဆိုတပတ်ကိုနှစ်ပုတ်သုံးပုတ်ရေးခဲ့ရပါရဲ့ရှင်။ဒီစသမိုင်းပြတဲ့မှာခေတ်ဆက်မှာဒီမှာမင်းတွေအသုံးပြုခဲ့တဲ့လက်နက်တွေပစ္စည်းတွေလေ့လာရပါရဲ့ရှင်။ဒီလိုလေ့လာခွင့်ရတဲ့အတွက်ဝမ်းသာမိပါရဲ့ပြီးတော့မြမသမိုင်းကျောင်းတွေကိုလေ့လာခွင့်ရတဲ့အတွက်ကိုယ်ဝမ်းမြောက်မိပါရဲ့ရှင်။ဒီကနေ့ပတ်သက်ပြီးတော့အရန်ပျော်ရွှင်လာပါပြီးတော့ကိုကြိုးစားခဲ့တဲ့များဟာတွေအကုန်လုံးအရာထင်လာတယ်လို့ခံစားမိပါတယ်ရှင်ဒီခီးစဉ်ကိုစီစဉ်ပေးကြတဲ့လူကြီးတွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်လာမယ့်ညီငယ်ညီမလေးများအတွက်လူချင်းအတွက်ကြိုးစားပါဒီလားကြိုးစားမှုအတွက်ထိုက်တယ်ရလက်ဆိုတာရှိရဲဆိုတာကိုပြပြချင်ပါတယ်ရှင်ကျွန်တော်နာမည်ကမောင်ဟန်တာအောင်တင်လို့ပြောတယ်ကျွန်တော်ကရှမ်းပြည်နယ်ရှိကျိုင်းတုံမြို့ပါဗျာစေတနာကိုပိုင်ထက်တန်းကျောင်းပါဗျာဒီကျွန်တော်ပြောင်းကြိုးစားတော့ကျွန်တော်တို့ပုံမှန်ဒီနားကျောင်းသားတွေလည်းပို့တော့တယ်ဒါအဲ့လိုအားကစားရောဒီလိုပြီးတော့ပိုင်းတော့ပို့ပြီးတော့စနေတင်းကအစဒီနားနားစင်နားပဲကြိုးစားခဲ့ပါဗျာဒီကျွန်တော်ကြောက်ပြီးတော့တုံးပြီးတော့ကျွန်တော်ဒီပျော်လဲပျော်တယ်ဂုံလဲဂုံယူပါဗျာကျွန်တော်က3နှစ်ဆက်လိုက်ဗျာ3ထပ်ကွမ်းပြီးပါဗျာခေတ်ဆက်ဥပမာဒုတိယကမ္ဘာစစ်မှာတုံးခဲ့တဲ့တနက်တော့အစရှိတဲ့ပြင်အဲ့လိုမျိုးကားတွေကအစအများကြီးတွေ့ရလေ့လာရပါဗျာ။သမီးနာမည်ကတော့မတိုးတိုးဝီဖြစ်ပါတယ် VC ကပကမှာပညာသင်ကြားနေပြီးတော့အခု grade 9ဖြစ်ပါတယ်။ Okay လူကျွန်ဖြစ်အောင်လို့ငယ်ငယ်ကစာကိုအတန်းထဲမှာအတန်းလေးရိုင်းစာကိုတခြားလုပ်ပြီးတဲ့ခါကျတော့ဒီ grade 9ဖြစ်တဲ့အခါမှာလည်းလူကျွန်ဖြစ်ဖို့အတွက်အဲ့လိုမျိုးအားကစားရောစာရောတခြားလုပ်ခဲ့ပါရှင်။စစ်တမိုင်းပြမှာဖြစ်လာတော့စစ်လက်နက်ပစ္စည်းစစ်အင်ဂျင်နီယာတိစောက်တဲ့အဆောက်အအုံတွေကိုအများကြီးလာခဲ့ရပါတယ်ရှင်။ဘိုးတတကြီးအများကြီးပို့ပြီးတော့တိုးလာရလို့ဒီမှာရှင်ပြီးတော့ဒီຢာကြီးကတချို့ဟာကြီးကမမြင်ဘူးရဲ့ဆန်တက်တဲ့ຢာကြီးဆိုတော့လိုမျိုးနဲ့အောင်ပြီးပါလိုမျိုးအခုလိုမျိုးလေးကျွန်တော်နေတဲ့ခီးရတော့ပစီရင်ပြရတဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်အဲ့ဒီနောက်လူရေးကျွန်းကျောင်းသားကျောင်းသူများဟာအမျိုးသားပြတိုက်ကိုရောက်ရှိကြပြီးတမိုင်းမတင်မီခေတ်ပြကံတမိုင်းတင်ခေတ်ဦးပြကံတမိုင်းတင်ခေတ်ပြကံ primate နဲ့ကြောက်ဖြစ်ရုပ်ကျွင်းပြကံကြောက်ခေတ်ကြေးခေတ်တန်ခေတ်ပြကံမြမပကြီးပြကံမြမအနုတုခုမပြကံအာဆီယံပြကံမြမလက်မှုအနုပညာပြကံကလေးတငယ်ပညာပေးပြကံဗုဒ္ဓအနုပညာပြကံ
တရားတနပလင်ပြကံနိုင်ငံတော်သမ္မတများအသုံးပြုခဲ့တဲ့မော်တော်ယာဉ်များပြကံနဲ့ပြည်ထောင်စုတိုင်းသားများရဲ့ရင်ကျေးမှုပြကံတို့ကိုလေ့လာကြည့်ရှုခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာကတော့မြစ်ကြီးနားခိုင်မြစ်ကြီးနားမျိုးက2023 grade 10 2024 grade 11နဲ့ထပ်ကွမ်းလူတွေကျွန်တော်ထိထားလိုက်ဖြစ်ပါတယ်ရှင်။ဒီတို့ကမြန်မာအင်္ဂလိပ်သင်ချာရဲ့ဇာရိတရဲ့အထွေထွေတတအားကစားဆိုတော့၅မျိုးကိုကျောင်းစာရီနဲ့လည်းနောက်မကြအောင်လို့ပြင်ပန်းလေ့ကျင့်ခဲ့ရပါတယ်ရှင်။ဘာတွေလေ့လာလဲဆိုရှေးခေတ်ကလူတွေရဲ့နေထိုင်တဲ့ပုံစံတွေပြီးရင်အလိုအယိုးကြောက်စုတွေကိုတွေ့ရပါတယ်ရှင်။အခုလိုမျိုးသားပြလိုက်မှာကိုတွေ့မြင်ရတဲ့အတွက်လည်းအလွန်ဝမ်းသာမိပါတယ်ရှင်။ပြောချင်တာကတော့ညီငယ်မောင်ငယ်တို့အားလုံးပဲစူးစမ်းကြပါရှင်။အရန်ကိုပြောစရာကောင်းပါတယ်ရှင်။လာခဲ့ကြပါရှင်လို့ပြောချင်ပါတယ်ရှင်။ ကျွန်တော်ကမော်လူမောင်ဖြစ်ပါတယ်။ရခိုင်ပြည်နယ်တန်ရွှေခင်ဗျာတန်ရွှေမြို့နယ်ကဒုထက်ကုန်းရွေးရှင်ပြောပါ။ရွေးရှင်ဖြစ်ပေါ်တော့ကျွန်တော်တော်တော်လေးစူးစမ်းရပြောပါ။ဒီနှစ်ကကြတော့တက္ကသိုလ်ဝင်နေရဖြစ်တာမျိုးကျောင်းစာရောဒီရွေးရှင်အတွက်ပါတော်တော်အားဆိုင်ပြီးတော့လုပ်ရပါတယ်။အထားချက်လုံးဝမ်းတာရပါတယ်။ဒီလိုအတွေ့အကြုံအစ်တွေလည်းအများကြီးရပြီးတော့တကယ်ချင်းအစ်တွေလည်းအများကြီးရရတဲ့အတွက်ကြောင့်မို့တန်ဖိုးမဖြစ်နိုင်တဲ့အမှတ်တရတွေဒီလိုပါ။ကျွန်တော်တို့ကနေရာဒေသတွေမတူကြဘူးဆိုတော့အဓိကတော့ကျွန်တော်ရဲ့ကွဲပြားတဲ့ delay တွေဘာသာစကားတွေအဲ့လိုတယောက်တယောက်အချင်းချင်းနားလည်ပေးနေပဲရင်းနှီးသွားကြတယ်ဟုတ်ကျွန်တော်ကပကံခေရှေးဟောင်းမျိုးလေ့လာပြီးတော့ကြောက်ခေကိုကျွန်းနေလည်းလေ့လာခဲ့ရပါတယ်ဒီလိုမျိုးနေရာဒေသအစ်တွေကိုဘာရောက် level ခွင့်ရတဲ့အတွက်ကြောင့်တကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကရန်ကုန်တိုင်းနောက်ပိုင်းခရိုင်ဓမ္မရေးမြို့နယ်လေးကျင်းရီအထက်ကမှာနှစ်ထပ်ကွမ်းလူကြီးကျော်ဘာထနိုင်ဖြစ်ပါတယ်လူကြီးကျော်တယောက်ဖြစ်ဖို့ဆိုတော့တော်တော်ကျူးစားပါတယ်ဗျစာတွေကိုလည်းနှစ်စာတွေရတယ်ဘူဒ္ဓရာတွေအပြင်တခြားမြန်မာနိုင်ငံဘူဒ္ဓရာတွေအပါအဝင်နိုင်ငံတကာဘူဒ္ဓရာတွေပါကျူတင်ပြီးတော့ကျက်မှတ်ထားပါတယ်အင်္ဂလိပ်စာဆိုရင်လည်း essay type ပြီးရင် reading comprehension တို့ကိုပြီးတော့ကျူတင်ပြီးတော့လေ့ကျင့်ထားပါတယ်ဗျကစားမှာဆိုရင်မီတာ100မီတာ800တိုက်2အိတ်ထအကုန်ဆိုတော့အကုန်လုံးကိုဘတ်စုံတော့လေ့ကျင့်ထားတယ်ဆိုတော့လူကျင်တယောက်ဖြစ်ရတာတော်တော်ပြစားခဲ့ပြီးလို့ပဲနေပါဒီလိုတငယ်ချင်းနဲ့လေပဲသွားလာတာတော့တော်အင်မတန်မှပြောဖို့ကောင်းပါလေဗျာကျွန်တော်အနေနဲ့သာကိုကြိုးစားတဲ့လေအများကျိုးအတွက်မပြတ်အောင်ကူညီတောင်းမသွေးလုံးလုံးရစွာလည်းနေရလူရဲ့ရောဖြစ်ဖို့ကျွန်တော်ကြိုးစားနေတရားဝင်ဖြစ်ဖို့ကျွန်တော်ကြိုးစားနေမမသာတော်ကနေ